တရုတ်နိုင်ငံမှာကုန်ပစ္စည်းမှာယူတဲ့အခါတကယ်လက်တွေဘလို့ရွေးချယ်အသုံးပြုကြမလဲတရုတ်နိုင်ငံနဲ့ဓာတ်ရိုက်ကုန်သွယ်မှုပြုလုပ်နေကြတဲ့ကုန်သည်ကြီးများလုပ်ငန်းရှင်ကြီးများခင်ဗျာကုန်ပစ္စည်းပိုးပေးချေမှုတွေပြုလုပ်တဲ့အခါအလီပေးနဲ့ WeChat Pay ဘယ်ဟာကပိုကောင်းလဲဘယ်ဟာကပုံမြန်လဲဆိုပြီးမကြခဏမေးလေးရှိကြပါတယ်တကယ်လက်တွေမှာတော့ဒီစနစ်နှစ်ခုလုံးဟာချက်ချင်းအလုံးလုံးတဲ့အမြန်ဆုံး Digital Wallet တွေဖြစ်ကြပါတယ်အမြန်နှုန်းမှာကွာခြားချက်မရှိပါဘူးဒါဆိုရင်စီးပွားရေးလုပ်ငန်းခွင်မှာဘယ်စနစ်ကိုဘယ်အကျင့်သုံးရမလဲအဓိကလိုအပ်ချက်ကဘယ်နေရာမှာကုန်သွယ်မှုပြုလုပ်နေတာလဲဆိုတဲ့ Platform Integration အပေါ်မှာပဲမူတည်နေတာဖြစ်ပါတယ်လက်တွေအခြေအနေလေးတွေနဲ့ရှင်းပြပေးပါမယ်လုပ်ငန်းရှင်ကြီးများအနေနဲ့တရုတ်စက်ရုံတွေရောင်းချသူတွေနဲ့ WeChat ပေါ်မှာတိုက်ရိုက်စကားပြောဈေးညီနိုင်နေတယ်ဆိုပါစို့ဒီလိုအချိန်မှာကုန်ပစ္စည်းနမူနာဘိုးပဲဖြစ်ဖြစ်လက်ကားမှယူမှုကြီးတွေအတွက် Payment for Goods ပဲဖြစ်ဖြစ် WeChat Pay ကိုအသုံးပြုတာဟာအကောင်းဆုံးပါပဲဘာကြောင့်လဲဆိုတော့ချက်ပေါက်တဲကနေမထွက်ပဲအပြောင်းစရာမလိုပဲဓာတ်ရိုက်ပေးချင်နိုင်လို့လုပ်ငန်းစဉ်ကအရန်ကိုချုံးမိသွားပါတယ်ဒါကို frictionless commerce လို့ခေါ်ပါတယ်ဒါပေမဲ့လုပ်ငန်းရှင်ကြီးများက1688ထားပေါင်းစတဲ့ e-commerce website ကြီးတွေ application တွေပေါ်ကနေဓာတ်ရိုက် order တင်ပြီးဝယ်ယူမယ်ဆိုရင်တော့အလီဘေးကမရှိမဖြစ်လိုအပ်လာပါပြီဘာကြောင့်လဲဆိုရင်တော့ဒီ platform ကြီးတွေရဲ့အဓိကတရားဝင် payment gateway ဟာအလီဘေးဖြစ်နေလို့ပါ website ပေါ်မှာ buy now နှိပ်လိုက်တာနဲ့အလီဘေးကိုအလိုအလျောက်ချိတ်ဆက်ပေးသွားမှာဖြစ်လို့ e-commerce platform တွေပေါ်က trade facilitation လုပ်ငန်းစဉ်တွေအတွက်အလီဘေးဟာအဝင်ခွင့်ကြအဖြစ်ဆုံးပါပဲအနည်းထုတ်ရရင်တော့ရောင်းချသူနဲ့ဓာတ်ရိုက်စကားပြောပြီးအယောင်းဝယ်လုပ်ရင် WeChat Pay ကိုသုံးပါ1688လို website တွေပေါ်ကနေ system အရဓာတ်ရိုက်ဝယ်ယူမယ်ဆိုရင်တော့အလီဘေးကိုသုံးပါဒါဟာအချိန်ကုန်သက်သာပြီးအထီးရောက်ဆုံးစီးပွားရေးဖြူဟာပဲဖြစ်ပါတယ်လုပ်ငန်းရှင်ကြီးများရဲ့ကုန်သွယ်မှုလိုအပ်ချက်တိုင်းအတွက်လုံခြုံမြန်ဆန်တဲ့ trade facilitation ဝန်ဆောင်မှုများကို trade တွေယုံကြည်စိတ်ချစွာဆောင်ရွက်နိုင်ပါပြီခင်ဗျ